ဒီနေ့ပေးမဲ့ပညာဒါနလေးက Japanese knockback လို့ခေါ်တဲ့လက်ချိတ်အိတ်ကလေးတစ်လုံးမှာဒီအိတ်ကလေးကတော့နှစ်ဖက်လှချုပ်ထားတာဖြစ်ပါတယ်အိတ်ကလေးရဲ့ပတ်တန်မှာလည်းအစာဆုံးတေချာဆွဲပြထားပေးတယ်စိုက်ကြီးလိုချင်เนาะမိမိဘက်ကပတ်တန်ကိုပြန်ဆွဲလို့ရပါတယ်လို့ပြောချင်ပါတယ်အတွင်းမှာခြုံနေအသေးစိတ်ကလေးတွေကိုလည်းစာနဲ့တေချာတစ်ဆင့်ပြီးတစ်ဆင့်ရေးပြထားတဲ့အတွက်မချုပ်တတ်မှပူစရာမလိုဘူးလို့ပြောချင်ပါတယ်ဆက်နဲ့ချုပ်လိုက်တဲ့ဆိုရင်အချိန်ဘလောက်မှပေးစရာမလိုပါဘူးခဏလေးပြီးသွားပါတယ်လို့เนาะဒီအိတ်ကလေးရဲ့အသုံးဝင်ပုံကအိတ်ကြီးမကင်ခြင်းမူဒီအိတ်ကလေးနဲ့ဟိုနာဒီနာသွားမယ်ဈေးသွားမယ်ဆိုလို့ရှိရင်အိတ်ထဲမှာတယ်လီဖုန်းလေးထည့်လို့ရတယ် wallet ကလေးတွေထည့်လို့ရတယ်လို့ပြောချင်ပါတယ်အကယ်၍မိမိကအတွင်းမှာဇစ်ကလေးထပ်တက်ပြီးတော့သုံးမယ်ဆိုလဲသုံးလို့ရပါတယ်လို့ပြောချင်တယ်အထူးသဖြင့်ဘယ်သူတွေနဲ့တင့်တော်လဲဆိုရုံးဝင်တန်းတွေနဲ့တင့်တော်တယ်သူတို့နေ့လည်ထမင်းစားတဲ့အချိန်မှာဟာလားပတ်စံအိတ်ကြီးယူလာစရာမလိုပဲနဲ့ဒီအိတ်ထဲမှာပဲတယ်လီဖုန်းလေးထည့်မယ်ပတ်စံလေးထည့်လာမယ်အခုခေတ်ဆိုလို့ရှိရင်ကပ်ပြားပဲထည့်တဲ့ခေတ်ဖြစ်သွားတဲ့အတွက်ဒီအိတ်ကလေးသေးသေးလေးကအရန်သုံးဝင်နေဆိုတာလေးကိုပြောပြခြင်းနဲ့လိုက်ချုပ်ကြည့်လို့ရပါတယ်လို့ပြောခြင်းပါတယ်เนาะဘာမှမခက်ခဲပါဘူးလို့ကျေးဇူးတင်ပါတယ်ရှင်နိုင်ဆာမစ်နီလာကွေးပါရှင်